လေးလေးတွေရဲ့မျက်နှာပေါ်ကအဖြူရောင်အဖုသေးသေးလေးတွေကိုသတိထားမိကြလားဒါကိုမီဒီယာလို့ခေါ်ပါတယ်ဒီမွေးကင်းစကလေးငယ်တွေရဲ့90%လောက်မှာဆိုလို့ရှိရင်ဒီမီဒီယာကိုတွေ့ရတတ်ပါတယ်ဒီနေ့မှာတော့ကလေးတွေမှာမီဒီယာကဘာကြောင့်ဖြစ်ရတာလဲကုသဖို့လိုအပ်သလားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာမို့လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်မတော့ကလေးတစ်ခုဆရာဝန်ဒေါက်တာလင်ဖြစ်ပါတယ်ကလေးကျမရေးဗီဒီယိုတွေကိုဒီ Happy Kids page ကနေပြီးတော့မှမျှဝေပေးလျက်ရှိပါတယ်ဒီမီလီယာဆိုတာကဒီအရေပြားအောက်မှာရှိတဲ့ဒီကရာတင်လို့ခေါ်တဲ့ protein ဓာတ်တွေဟာဆိုလို့ရှိရင်ချွေးပေါက်ပိတ်ပြီးတော့စုမိတဲ့အခါမှာဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့အဖုသေးသေးလေးတွေပါပဲဒီအဖုသေးသေးလေးတွေကိုကဆိုလို့ရှိရင်ဒီအဖြူရောင်ဓမ္မမဟုတ်လို့ရှိရင်အသားရောင်အနေနဲ့ထွက်ပေါ်လာတာမျိုးတွေ့ရှိရတတ်တယ်ဒီဥစ္စာလေးတွေကဆိုလို့ရှိရင်အရန်ကိုသေးငယ်တယ်ပြီးတော့သူ့ကိုဆိုလို့ရှိရင်ဒီအများဆုံးတွေ့ရတဲ့နေရာတွေကဒီနှာခေါင်းတို့နှာဖူးတို့ပြီးတော့မေးစေတို့ပါးပြင်တို့ဒီလိုနေရာတွေမှာဆိုရင်အများဆုံးတွေ့ရတတ်တယ်ဒါပေမဲ့တခြားခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေမှာလည်းတခြားအရေပြားပေါ်မှာလည်းတစ်ခါတလေတွေ့ရတာမျိုးလည်းရှိတတ်တယ်ဒီလိုမျိုးမီလီယာအဖုဒီလေးရာဆိုလို့ရှိရင်ကလေးတွေအတွက်ရာရနာတို့နှာကျင်မှုတို့เนาะဒီလိုဟာမျိုးတွေကိုတော့မဖြစ်စေဘူးဒါပေမဲ့တချို့မတိကြတဲ့မကြုံဘူးကြတဲ့မိဘတွေအတွက်ဆိုရင်တော့စိတ်ပူစရာဖြစ်နိုင်ပါတယ်ဒီမီလီယာလိုမျိုးဒီလိုမျိုးအဖုသေးသေးလေးရာဆိုလို့ရှိရင်ကလေးတွေမှာထွက်ပေါ်လာခဲ့လို့ရှိရင်ဘယ်လိုလုပ်ရမလဲဘာတွေကိုရှောင်ရှားတင်တယ်လေပေါ့နော်အဲ့ဒီတော့လုံးဝရှောင်ကျင်ရမယ့်အရာတွေကဒီမီဒီယာလေးတွေကိုပေါ့နော်လုံးဝညှက်တာတို့ဖဲတာတို့ကုတ်ဖဲတာတို့ပေါ့နော်ဝက်ချန်တို့အမှားပြီးတော့ပေါ့နော်ညှက်မိတာတွေလုံးဝမလုပ်သင့်ဘူးဒီလိုမျိုးညှက်လိုက်မယ်ဆိုလို့ရှိရင်ဒီညှက်တာကနေတဆင်ဘက်တီးရီးယားပိုးမွှားတွေရာဆိုရှင်ဝင်နိုင်တယ်ပြီးတော့ကလေးရဲ့အရေပြားကလည်းအရန်ကိုနူးညံ့ပျော့ပြောင်းနေအခါကြလို့ရှိရင်ပိုးတွေကအလွယ်တကူဝင်ရောက်နေနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့ဒီမီလီယာပေါ်ပေါ့နော်အဲ့ဒီဝက်ချန်အတွက်သုံးတဲ့လိန်စေးတွေပြီးတဲ့အခါကျတော့အဲ့ဒီ cream ထူထူကြီးတွေကိုမလိန်သင့်ဘူးဒီမီလီယာလေးတွေကိုပေါ့နော်သူ့အနေနဲ့သူသဘာဝအတိုင်းပဲထားသင့်တယ်ပြီးတော့ကလေးတွေပေါ့နော်တန့်စင်ပေးလို့ရှိရင်လည်းဒီအရန်ပြင်းလွန်းတဲ့ဆက်ပြာကြီးတွေပေါ့နော်ဆက်ပြာအပြင်းစားတွေဒီလိုဟာမျိုးတွေနဲ့မတန့်စင်မစေကြောသင့်ဘူးဒီကလေးတွေအတွက်သာတီးသန့်ထုတ်ထားတဲ့ဒီလိုမျိုးပျော့ပြောင်းတဲ့ဆက်ပြာလေးနဲ့သာတန့်စင်ပေးရမှာပဲဖြစ်ပါတယ်လုံးသိတဲ့အရာတွေကဘာတွေလဲဆိုတော့ဒီဟာပြဖို့အတွက်ကိုစိတ်ရှည်ရပါမယ်ဒီဟာတွေကဆိုလို့ရှိရင်သူ့ဟာနဲ့သူပေါ့နော်ရက်သက်တစ်ပတ်အငယ်ငယ်ဒါမှမဟုတ်လို့ရှိရင်လအငယ်ငယ်အတွင်းမှာဆိုလို့ရှိရင်အလိုလိုပျောက်သွားတတ်ကြတယ်ချွေးပေါက်တွေကပွင့်လာတာနဲ့အမျှသူ့အလိုလိုပျောက်သွားနိုင်တယ်တန့်ရှင်ရေးတော့ပုံမှန်လုပ်ပေးရပါမယ်ကလေးတွေကိုပေါ့နော်ဒီကလေးအတွက်တီးတန့်ထုတ်ထားတဲ့ဆက်ပြလေးတွေဆက်ပြအပျော့စားလေးတွေဒီလိုဆက်ပြကိုသုံးပြီးတော့တရက်ကိုပေါ့နော်တစ်ချိန်ကနေ2ချိန်လောက်ကိုတန့်စင်ပေးရုံပါပဲဒီလိုမျိုးတန့်စင်တဲ့အခါမှာလည်းပုတ်တိုက်တာမျိုးမလုပ်ဘဲနဲ့ညင်တသာလေးဆေးချပေးရုံပဲပြီးရင်လည်းအသားရည်ကိုပြန်ပြီးတော့6သွေးအောင်ထားပေးသင့်ပါတယ်ဘယ်အချိန်မှာဆရာဝန်နဲ့ပြသင့်တယ်လဲဆိုတော့ဒီမီလီယာတွေကပုံမှန်ဆိုလို့ရှိရင်တော့စိုးရိမ်စရာတော့မရှိပါဘူးဒါပေမဲ့ဒီလိုမျိုးအဖုလေးတွေကဆိုရှင်ဒီရဲရောင်ရမ်းလာပြီးတော့ပြည်တယ်နာလိုမျိုးဖြစ်လာခဲ့မယ်ဆိုရင်ပြီးတော့ဘက်တီးရီးယားပိုးမွှားတွေပေါ့နော်ဝင်တဲ့လက္ခဏာမျိုးတွေကြုံလာခဲ့မယ်ဒါမှမဟုတ်ရင်လအတန်ကြာတဲ့အထိကိုဒါတွေကပြောင်းမသွားခဲ့ဘူးဆိုလို့ရှိရင်ပေါ့နော်ပြီးတဲ့အခါကျကလေးကကြည်ကြားနေပြီးတော့ကုတ်ချစ်နေမယ်ရားရံနေတဲ့လက္ခဏာတွေပေါ်လာခဲ့မယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြသဖို့အတွက်အကြံပြုချင်ပါတယ်ဒီတော့မီလီယာဆိုတာကကလေးတွေမှာအဖြစ်များတယ်စိုးရိမ်စရာမလိုတဲ့အရေးပြအခြေအနေတစ်ခုပါပဲစိတ်ရှည်ထားပြီးတော့ညှက်တာတွေကိုရှောင်မယ်တန့်ရှင်ရေးဂရုစိုက်မယ်ဆိုလို့ရှိရင်တော့သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှိရင်တခြားမသိသေးတဲ့ကလေးမိဘတွေအတွက်လည်း like and share လုပ်ပေးလို့ရပါတယ်ကလေးကျမရေးဗီဒီယိုတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ဒီ Happy Kids page ကိုလည်း follow လုပ်ထားပေးကြပါအောင်နော်ကလေးများအားလုံးကျမပျော်ရွှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။